မင်္ဂလာပါ CPD Continuous Professional Talk အစီအစဉ်ပေါ့နော်ဒီနေ့ကတော့ဒီ Ethics for Health Professionals အပိုင်း၄ပေါ့နော်အဲဒီမှာ Ethics to Medical Legal ဆိုတဲ့အပိုင်းကိုဆွေးနွေးမှာဖြစ်ပါတယ်Ethics ကတော့ဒါဆရာဝန်ချင်းဆရာဝန်နဲ့လူနာကြားမှာရှိတဲ့လိုက်နာတဲ့ဝိတရားပေါ့နော်medical legal ကြတော့မဟုတ်တော့ဘူးအဲ့ရနေပြီးမလုံမဖြစ်လို့ရမှာမလုံလို့ရှိရင်စုလုပ်ခံပါနော်တရားစွဲခံမှာပဲဖြစ်လာအဲ့တော့ကျင့်ဝတ်ကနေပြီးတော့မှဥပဒေလူများဆက်ဆံမှုရှိမလဲဒါလေးစဉ်းစားကြည့်အောင်နော်အဲ့တော့ဒီမှာအရေးကြီးတာကလူနာနဲ့ဆရာဝန်ကြားမှာရှိတဲ့ responsibility ဘယ်တော့စလဲပေါ့နော်သူမန္တလေးမှာငလင်လုပ်တယ်ရန်ကုန်ကဆရာဝန်ကသွားမကူဒါဥပဒေရဘာမှတရားဆိုလို့မရဘူးသူဖြစ်တာနဲ့ကိုယ်နဲ့ဒါက responsibility မရှိဘူးဒါပေမဲ့ကိုကပရဟိတအနေနဲ့သွားပြီးတော့ကူလုပ်ပေးမယ်ဆိုလည်းလုပ်လို့ရတယ်ပေါ့နော်မလုပ်လို့တော့ဘာမှမဖြစ်ဘူးဒါပေမဲ့ကိုလူနာလုပ်တဲ့ဟာကိုကလုပ်မပေးရင်ကြတော့ကိုကပြက်ကွက်မှုဖြစ်သွားတယ်ပြက်ကွက်မှုဖြစ်သွားလို့ရှိရင်ကို့မှာတာဝန်ရှိတာပေါ့နော်အဲ့တော့ဒီ ethics ဆိုတဲ့အခါမှာ ethics ကိုသေချာနားမလည်လို့ရှိရင်စူးလုပ်တဲ့အဆင့်ကိုရောက်သွားနိုင်တယ်စူးလုပ်တဲ့အဆင့်ရောက်သွားလို့ရှိရင်ဒါပြဿနာတွေအများကြီးကြီးသွားလာတယ်နော်အဲ့တော့ withholding or failure to give beneficence to the patient especially leading to the maleficence is very serious misconduct အဲ့တော့မင်းကပြောလို့ပဲလုပ်ပေးတဲ့ဟာကိုလုပ်မပေးဘူးဆိုတော့ဘယ်သူကဘာကိုလုပ်ပေးရမှာလဲလူတိုင်းနေမကောင်းတာတော့ဆရာဝန်တိုင်းကခုမပေးနိုင်ဘူးလေအဲ့တော့ဘယ်သူဖြစ်တာကိုဘယ်သူကကုရမှာလဲဆိုတာကအရေးကြီးတာပေါ့အဲ့တော့၃ခုဒီမှာဆွေးနွေးသွားမှာဖြစ်တယ်တစ်ခုကတော့ when the doctor patient responsibility start ပေါ့နော် relationship ကဘယ်မှာစလဲပြီးတော့အဲ့ဒါကတစ်သလုံးသွားမယ်ဟာလားရက်လို့ရောရလားပေါ့နော်တခါလာပြဖို့ပြီးတစ်သလုံးဆက်ပြီးတော့သူနေမကောင်းတာကိုကုရမှာလားရက်လို့ရောရလားပေါ့နော်နောက်တစ်ခုကတော့ဘယ်အခါမှာ negligence ဆိုခေါ်မလဲ negligence ဆိုခေါ်ဖို့လိုအပ်တဲ့အချက်တွေပါရှိတယ်လေပေါ့နော်ဘာလို့လဲ risk နဲ့ benefit ကအမြဲတွဲနေတာပဲနော်ကိုက benefit ကိုလုပ်တိုင်းမှာ risk မရှိတဲ့အပြုမှုဆိုတာမရှိဘူး benefit ကိုလုပ်လိုက်ရင် risk ရှိမှာပဲအဲ့တော့သူ့မှာစီးပြီးလိုက်လို့ဘိုက်အောင်တယ်တရားစွဲလို့ရမှာလားအဲ့ဒါဆိုတော့ကြိုက်ခဲပြောက်သေးပြီးရင်ဘိုက်ကအောက်နေလူကအောင်ပါပဲနော်အဲ့တော့စီးပြီးလိုက်တယ်စီးမတက်ဘူးဆိုပြီးတော့အကွက်တွေပေါ်လာတယ်တရားစွဲလို့ရမှာလားအဲ့တော့ဒါမှမဟုတ်လို့ရှိရင် CT ရိုက်ဖို့လိုတယ်ပတ်စံဖြစ်လို့မရိုက်ပြီးလိုက်ဘူးနောက်ကျတော့မှအုံနောက်သွေးယူတယ်ဆိုတော့တည်သွားတယ်တရားစွဲလို့ရမှာလားအဲ့တော့ negligence ဆိုပြောဖို့ဘာတွေလိုလဲပေါ့နော်ဒီမှာတစ်ခုလေးကြည့်အောင်ဒါတကယ်ဖြစ်ခဲ့တဲ့အဖြစ်ပေါ့နော်ဒီ RA patient သွေးလေးပတ်နာလူနာဒီ pancytopenia ဖြစ်သွားဘာလို့လဲဆိုတော့စင်ကာပူမှာသူကအဲဒီတုန်းကပေါ်စားအဆေးတွေပေါ့နော်RA မှာတော့ approve မဖြစ်သေးဘူးအဲ့ဒါတွေကိုဗမာလူနာဆိုတော့2မျိုးစထိုးလိုက်တယ်စထိုးလိုက်တဲ့ခါကျ pancytopenia ရတယ်အဖျားလည်းတက်လာတယ်အဲ့တော့မှဆွေမျိုးတွေဗမာပြည်ပြန်ခေါ်လာပြန်ခေါ်လာတော့ cell count က0တောင်ဖြစ်တယ် white cell ကအဲ့မဖြစ်ဘူးဆိုပြီးတော့ hematologist ကို consult လုပ်ရတယ်နော် hematologist ကြည့်တယ်သူလည်းလိုအပ်တဲ့ bone marrow stimulation ပေးတယ်ခဏနေတော့အဖျားမကျတာဆက်လိုက်တော့ TB ဖြစ်TB ဖြစ်နေတော့က check physician လာပါအောင် check physician လာပါ3ယောက်ပေါင်းကူရတယ်နော်3ယောက်ပေါင်းကူတော့အဖျားတွေပဲကျသွားတယ်white cell တွေပဲလည်းပြန်တက်လာတယ်အဲ့တော့ကဲအိမ်မှာပဲပြန်ပြီးတော့ကူပေါ့နော်ဟောကြိုက်တာခဲတာတွေအတွက်ကတော့ဒါ low dose ယူတိုင်းတယ်ဒီမှာပျော်စားလေးနဲ့ပေးထားတယ်ပေါ့ cyclosporine လိုမျိုးပေါ့နော် cumulation နဲ့လုပ်မယ်ဒီမှာဆက်ရှိမယ်အောင်ပေးလိုက်တယ်အဲ့တော့ခဏနေတော့ဒီခါရမ်းမောတယ်ဆိုပြီးတော့ဆေးရုံတက်လာပြန်တမန်ရလိုက်တော့လေနန်းစွာကပွားနေတော့ chest physician ကိုခေါ်ရတယ်ပေါ့နော်ခေါ်လိုက်တော့ chest physician လာပြီးတော့ကုတယ်ကုပေမဲ့မရဘူးအဲနမိုးနီးယားနဲ့ပဲ expire ဖြစ်သွားတယ် expire ဖြစ်သွားလူနာရှင်ကမကြည့်နိုင်ဘူးနော်အဲ့ဒါနဲ့သူကအုပ်ချုပ်ရေးကိုတိုင်တာပေါ့နော်အဲ့ဒီအခါကျတော့သူကတော့ဘာဖြစ်လဲဆိုတော့ဒီလူနာလောက်ဆိုးပြီးတော့ဆေးရုံတက်နေတာသူ့အခုတဲ့ physician တွေအကုန်လုံးနားမှာရှိနေဖို့လိုတာပေါ့ဒီ physician တွေကိုမတွေ့ရလို့တော့မကြည့်နိုင်ဘူးပြခက်တာကလည်းဒီ physician တွေကလည်းအဲ့ဒီအချိန်မှာ
monthly မှာသွားပြီးတော့စာမွေးစင်နေကြမရှိတော့မကြည့်ဘူးအဲ့တော့အရေးကြီးတာကတော့ဒီလူနာကိုရှင်းပြထားတဲ့ဟာတွေနော် document လုပ်ထားဖို့အရေးကြီးတာပေါ့နော်နောက်ပြီးတော့မှဒီပထမတစ်ချိန်တက်တုန်းကတော့ rheumatologist အနာကဲနေတဲ့တဲ့ rheumatologist က rheumatologist ဆိုလွယ်တယ် rheumatologist ကတက chest physician ကိုလွယ်တယ်အဲ့ဒါ၃ယောက်လုံးကူတယ်ဒုတိယချိန်တက်တော့မောပြီးတော့တွေ့တယ်နမိုနီးယားဆိုတော့တက်တဲ့ခါမှာ primary physician ကဖြစ်သွားမလဲအဲ့ဒါက rheumatologist ပဲ primary physician ဖြစ်သေးလား rheumatologist က primary physician ဖြစ်သေးလား WBC ကတော့ကောင်းနေပြီအဲ့တော့ chest infection နဲ့တက်ဆိုတော့ chest physician ကပဲ primary physician ဖြစ်မှာပေါ့နော်အဲ့တော့ responsibility ကဘယ်သူမှရှိမလဲ chest physician မှာရှိမှာလားဒါမှမဟုတ်ရှင်ပြန်လာတော့ကြည့်ဘူးတယ် rheumatologist မှာရှိမှာလားဒါမှမဟုတ်တစ်ခါဝင်ကြည့်ဘူးတယ် hematologist မှာရှိမှာလားအဲ့လဲစဉ်းစားရရှိတယ်နော်အဲ့ဒီကိုကခီးသွားလို့ရှိရင်ကိုယ့်ရဲ့ second line ဆို FA ကိုတာဝန်ပေးခဲ့တယ် FA ကနေပြီးတော့မှတွားကြည့်တယ်သူကနေပြီးတော့မှလုံးတင်တာမလုံးလိုက်ဘူးဆိုပါတော့ဥမာဟို cox ချမ်းပဲကူတယ်ဒီ bacterial pneumonia ကိုလွတ်သွားတယ် fungal pneumonia ကိုလွတ်သွားတယ်ဆိုရင်အဲ့ဒါကဒီ monthly မှာသွားပြီးဆောင်ရွက်စစ်နေတဲ့ professor ပေါ်မှာရော responsibility ရှိသလားသူကတာဝန်ယူရမှာလားပေါ့နော်ဒါကြီးလည်းစဉ်းစားကြရှိအဲ့တော့ဒီ negligence ဆိုတာအရာတော်တော်ကြီးတော့ရှိတယ်ကြောက်ဖို့လည်းကောင်းတယ်သူပြည့်စုံဖို့ဆိုလို့ရှိရင်တစ်ကတော့ duty ရှိရမယ်အခုပြောနေ duty ပေါ့နော်နံပါတ်2ကတော့ breach အဲ့ duty ကိုသူမလိုက်နိုင်ဘူးဆိုတော့ breach ဖြစ်ရမယ်နံပါတ်3ကတော့အဲ့ဒီအတွက်ကိုဒါ damage ဆိုတဲ့ထိခိုက်နေတာမှုရှိရမယ်အခုဒီမှာတော့ damage ကသေသွားတယ်ဆိုတော့ damage ကသေကြတယ်နော်နောက်တစ်ခုကတော့ proximate causation အဲ့ဒီ breach ဖြစ်လို့သေတာဆိုတာသေချာရမယ်နမိုနီးယားနဲ့သေတာသေမှာပေါ့ stroke ရလို့သေတာပေါ့နော်အဲ့ဒီသေတဲ့ process မှာကိုယ့်ရဲ့လုံးတင်တာမလုံးလိုက်မှုဆိုတော့ breach ပါသလားဆိုတာအရေးကြီးနော် damage ရှိတိုင်းလဲကိုက medical legal တော့ negligence တော့မဟုတ်ဘူးအဲ့ damage ကဖြစ်တဲ့ damage လားမဖြစ်တဲ့ damage လားဆိုတာလဲအရေးကြီးတာပေါ့နော်အဲ့တော့ duty ကတော့ patient doctor relationship ဖြစ်တယ် breach ကတော့ negligence ရှိတယ် damage ကတော့ harm to the patient ဖြစ်မယ် causal relationship ရှိတယ်ဆိုတာသိကြအောင်နော်အဲ့တော့ doctor's patient ကိုဘယ်လိုစမလဲဘယ်လို define လုပ်မလဲပေါ့နော် if a doctor has seen a patient once and the patient comes again after a few weeks for a different complaint can the doctor refuse his service to him ပထမတစ်ခါလာတယ်လေးပတ်နာနဲ့လာတယ်ကိုကကုတယ်နောက်တစ်ခါကျတော့ဟိုဘိုက်အောင်ပြီးတော့လာတယ်ကိုနဲ့ဆိုင်သေးလားကိုကဒါတော့ကျွန်တော်မတတ်နိုင်ဘူးဆိုလွတ်လိုက်ရင်ကိုက negligence ဆိုတော့ပြောမလားအဲစဉ်းစားကြည့်နော်တကယ်တော့မဆိုင်ဘူးပေါ့နော်ဒါကူရှိတယ်အဲ့လိုမျိုးပဲ GP နဲ့ကိုကကုနေကြခေါင်းကိုက်တယ်အခုကျတော့ကလေးမွေးကျင်လို့လာတယ်GP ကဒါတော့ကျွန်တော်မနိုင်ဘူးဆေးရုံလာသွားလို့ပြောလိုက်လို့ကြည့်မပေးဘူးတာဝန်မဲ့ပါတယ်ပြောလို့မရဘူးဒါကိုက beyond our scope ဖြစ်သွားလို့ရှင်လေဒါကိုနဲ့မဆိုင်ဘူးနော်ဒီ responsibility ကဘယ်လောက်ပဲရှိတယ်ကိုတက်နိုင်တော့ပဲကို responsibility ကိုမတက်နိုင်ရင်ပြောက်လို့ရမယ်ဒါလုံးသိတဲ့အလုပ်ကိုလုပ်တာပဲဒါကိုကခေါင်းရှောင်တယ်လို့ပြောလို့မရဘူးနောက်တစ်ခုကတော့ doctor's patient once the doctor has accepted to treat the patient အဲ့ဒါအမြဲတမ်းရှိနေမလားပေါ့နော် this means doctor's patient relationship is established the doctor patient relationship is not established in certain situations လူနာကိုကဆန်းလိုက်ပြီဆိုတာနဲ့ doctor patient relationship ကစပြီပုံမှန်အဖြစ်ပေါ့နော်ဒါပေမဲ့ exception တွေရှိတယ်ဘယ်ခါမှလဲဆိုတော့ဒီ emergency ဖြစ်လို့ကိုကဆန်းလိုက်တယ်ဒါပြီးလို့ရှိရင်ကိုကသက်ဆိုင်အောင်ကိုကတွဲမှာပေါ့နော်အယိုးဆိုလည်းအယိုးအုံနောက်တွဲလိုက်မှာအဲ့မှာကိုက doctor patient ကိုလည်းမဆိုင်သေးဘူးပေါ့ကို emergency ဆန်းပေးတာပေါ့ emergency doctor တွေနဲ့နော် examination for insurance purpose insurance company ကသူ့မှာသွေးတိုးရှိလားစီးတိုးရှိလား insurance ကဘယ်လောက်ထားဖို့လို့လဲဆိုဆန်းပေးပါဆိုကိုကဆန်းပေးရတယ်ဒါကိုလူနာမဟုတ်ဘူး insurance company ကကိုအပ်ထားလို့ကိုကဆန်းပေးတာဒါသူနဲ့သူ့ဘာသူသွေးတိုးကုမကုသွေးတိုးစီးပေးကြမလို့ကိုကရှိမရှိဆန်းပေးတာပဲနော်အဲ့တော့ဒါက doctor patient relationship မဟုတ်ဘူးကိုကသိအောင်ဆန်းတာပဲရှိတယ် diagnosis သိချင်တာပဲရှိတယ်သူရဲ့အခြေအနေ baseline ကိုသိချင်တာပဲရှိတယ်ပေါ့နော်အဲ့ဒါက examination and medical legal case for assessment of injury sexual offense and disability နော်အမျိုးကိုလည်း doctor patient relationship လို့မခေါ်ဘူးလူနာက rape လုပ်ခံရတယ်သူ့ကိုဆန်းတယ်ဒါသူနဲ့ကိုယ်နဲ့ doctor relationship မဟုတ်ဘူးဒါ medical legal အရာဟိုလိုဆန်းတာပဲနော်အဲ့မှာလည်းစဉ်းစားရရှိတာ consent တောင်းဖို့လိုလားမလိုလားအဲ့ဒါစဉ်းစားရရှိနော်ဒါတော့တရားရုံးကဆန်းခိုင်းလို့ဆန်းတာဆိုတော့ consent မပေးလက်ဆန်းမှာပဲပါတယ်လို့ရှိနော်relationship is usually for the present illness only it does not extend to the subsequent unrelated different complaints and illness ပေါ့နော်အခုခေါင်းကိုက်လို့ဆေးပေးထားတယ်နောက်တစ်ခါအဲဒီဆေးကြောင့်ဘိုက်အောင်နေဆိုတော့ကိုယ်နဲ့ဆိုင်တာပေါ့နောက်တစ်ခါခေါင်းကိုက်တယ်ဆေးပေးတယ်
နောက်တစ်ခါ appendicitis ကြတယ်ကိုယ်နဲ့မဆိုင်တော့ဘူးနော်အဲ့တော့ကိုယ့်ရဲ့ responsibility ကကိုယ်ဆေးပေးလိုက်တယ်ကိုကုလိုက်တဲ့အခြေအနေအတွက်ပဲဆိုင်တယ်နောက်တစ်ခါဒီပြင် complaint နဲ့လာတော့ကိုယ်နဲ့မဆိုင်ဘူးပေါ့နော် Is it negligence to refuse to see the patient on emergency phone call ရေးပေါ်ဆိုပြီးတော့ဖုန်းဆက်တယ်အဲဒီဆရာဝန်ကဆေးရုံကြီးသာသွားပါလို့ညင်းလိုက်တယ်အဲ့ဒါကိုတာဝန်ပြတ်ကတ်ပါတယ်လို့ပြောလို့ရမလားအဲ့တော့လူနာတိုင်းကတော့ကိုယ့်အခြေအနေကိုရေးပေါ်ကြီးထင်တာပဲနော်တခါလေဆေးရုံရောက်လာတာမှအရေးပေါ်ဖြစ်နေဝင်ကူးခြင်းနဲ့မကူနိုင်ဘူးရှိကတိုကင်တွေကလည်းပြည့်နေတယ်ဆိုလို့ရှိရင်အဲ့မဲ့တကယ်တမ်းကတနာလို့ထည့်လိုက်တဲ့ခါကျတော့ဘာမှမဟုတ်ဘူးဒီလိုဒူးလေးနည်းပို့ရောင်လာပဲရှိဒူးလေးနည်းပို့ရောင်လာစောင့်ပါလားဒါမှမဟုတ် appointment ယူပါလားမဟုတ်ကိုဘက်ကရှေ့ရလူတွေရှေ့ရကြို့ပြီးတော့ဝင်ခြင်းတယ်နော်တခါလေမဝင်ရလို့ရှိရင်မကျင်းတတ်ဘူးတရားစွဲမယ်တွေဖြစ်တာပေါ့နော်ရေးတိုင်မယ်တွေဖြစ်ကြအဲ့ဒါတွေက emergency ဆိုတာကဘယ်လို define လုပ်မလဲ emergency ဆိုတာကလူနာ define လုပ်လို့မရဘူးဆရာဝန်ကနေပြီးတော့တခြားစမ်းသပ်ပြီးတော့မှ define လုပ်မှာနော်အဲ့ဒါဆိုရင် EMO ဝင် EMO ဆရာဝန်ကဒါ emergency သတ်မှတ်လို့ရှိရင်ဝင်ပြလို့ရမယ်အဲ့ဒါဆိုရင်သူသက်ဆိုင် fees ဆိုပေးရမှာပေါ့နော်အခုကအဲ့လိုမဟုတ်ဘူးတန်တန်မဲ့တကားဘောက်ကဝင်ကျင်တာပေါ့နော်အဲ့လိုမရဒါပေမဲ့ဖုန်းနဲ့ပြောတဲ့ခါကျတော့ emergency ဆိုတာက तू ကလည်းပြောတတ်တာမဟုတ်ဘူးမပြောတတ်တော့ဒီက emergency မဟုတ်ပါဘူးဒါရပါတယ်ထားလိုက်ပါလို့ခေါင်းကြိုက်တာနောက်လည်းမှ ICH ဖြစ်သွားတယ်ဆိုလို့ရှိရင်ရောဆရာဝန်က responsibility ဖြစ်သလားဒါလည်းနည်းပြောရခဲ့တယ်နော်အဲ့တော့ကိုကတခါလေးအပြတ်ညင်လိုက်ရင်တော့ responsibility မရှိဘူးဟိုကိုကသွားပြီးတော့မှ treatment လေးစပေးလိုက်ဒီကောင်ကြိုက်ပါ paracetamol လေးစောက်ထားပါလို့ပြောလိုက်လို့ရှိရင်တော့နည်း responsibility ကစလာပြီနော်ဖုန်းပေါ်မှာ treatment ပေးထားတယ်ပြီးတော့မှ treatment ကလွဲသွားဆိုရင်ဒါလည်းရှင်းရမယ့်ကိစ္စရှိလာနော်ဟောမရှင်းဘူးမလင်းဘူးဆိုရင်လည်းဒါကတော့ကျွန်တော်နဲ့မဆိုင်ဘူးဒီလောက်နဲ့မဆုံးဖြတ်နိုင်ဘူးသက်ဆိုင်ရာဆေးရုံကိုသွားပါရေးပေါ်ကိုသွားပါဒါဒီခါလေးပြောဖို့လိုတယ်နှုတ်ဆိုရင်ကိုယ့်ဘောကိုကောင်းတိုင်ပတ်လာနိုင်တယ်တော့ရှိနော်အဲ့တော့ဆရာဝန်ဒေါက်တာ relationship ကဖြတ်လို့ရလားပေါ့နော်လူနာဘက်ကဖြတ်လို့ရတော့သိရှင်းတယ်နော်လူနာကိုကြီးလာပြခြင်းပြနောက်တစ်ပတ်မပြတော့ဘယ်ဟိုဆရာဝန်သွားပြဆိုတော့ तू ဖြတ်သွားဒါရှိတာပေါ့နော်ဒါဆိုလည်းပြတ်သွားနောက်တစ်ယောက်နဲ့ပြပြီးမှကိုကြီးပြန်လာကိုကမကြည့်ချင်ဘူးညင်းလို့ရတယ်နော်ဒါတော့ तू ကစဖြတ်တာကိုကစဖြတ်လို့ရလားပေါ့နော်ကိုကလည်းစဖြတ်လို့ရလားဆိုတော့ဘယ်လိုထင်လဲရတယ်နော်ရတယ်ဆိုတော့ဘယ်အခါမျိုးလဲဆိုတဲ့အခါကျတော့ some reasons the doctor may desire to discontinue caring of the patient include the following patient diagnosis found to be out of the doctor's specialty သူ diagnosis ကိုနဲ့လမ်းမမီတော့ဘူးနော်ကိုမကုနိုင်ဘူးဆိုရင်နှစ်ယောက်လဲပူပြီးတော့ကုနေပါကျွန်တော်ခဏတွေ့တယ်နော်ဒူးနာတယ်ဆိုရလာတယ်rheumatology လာတယ်ကြည့်လိုက်တော့ septic arthritis ဖြစ်တယ်ဟိုဘက် auto သွားရမယ်ဒါကျွန်တော်ရှိမလာပါနဲ့တော့ကျွန်တော်နဲ့ relationship ကိုဖြတ်လိုက်ပါပြီ DC ပေးလိုက်ပြီခေါ်တာပေါ့နော်ဆေးတစ်ခါလေတချို့လဲတွဲပြီးတော့ကုနေရှိတယ်ဆေးရုံပေါ်မှာ4ယောက်လောက်ကုနေမပြီးတော့တစ်ခါလာကြည့်2000ခွဲတစ်ခါလာကြည့်3000နဲ့ပြင်တော့နော်ကျွန်တော်တို့တစ်ခါလေတော့ရှင်းအောင်လုပ်လိုက်တယ်ကျွန်တော်တို့ဘက်က DC ပေးလိုက်ပြီဟိုဘက်က auto နဲ့ပဲဆက်ပြသူ DC ပေးခြင်းတဲ့ခါပေးလိမ့်မယ်ကျွန်တော်တို့ဘက်က DC ပေးလိုက်ပြီနော်အဲ့လိုပြောလိုက်အဲ့ဒါက discontinue လုပ်လိုက်တယ်ပေါ့ဒီနေ့ကိုနဲ့ responsibility ကိုကျိုးဖြတ်လိုက်တာနော်အဲ့တော့နောက်တစ်ခုကတော့ patient is non compliant or taking non prescribed treatment ဒီခါလေးကျတော့ကိုကဆေးပေးတယ်အဲ့ဒါကဘိုင်းအောင်မှကြားလို့မတော့ဘူးဒါကတော့သွေးတိုးတက်ကြားလို့မတော့ဘူးဆိုတော့ကိုကဆေးစာပေးတယ် तू ကမတော့ဘူးဆိုလို့ရှိရင်တခုဖြစ်တော့ကိုနဲ့ပြရတဲ့နဲ့ဖြစ်တယ်လို့ तू က complain လုပ်မှာဆိုတာနော်ကျွန်တော်စကားကိုနားမထောင်ရင်တော့ဆက်မကူနိုင်တော့ဘူးဆိုပြီးတော့ဒါညင်းနိုင်လို့ရတယ်နော်ခါလေးကျတော့ तू ကကိုယ်စကားတော့နားထောင်တယ်ကိုပေးတဲ့ဆေးသုံးမျိုးလဲတောက်တယ်ဒါပေမဲ့ခက်တာ तू ကတိုင်းရင်းဆေးလဲတောက်တယ်နော်ဂုံရည်လဲတောက်တယ်မြစ်တာရှင်လဲတောက်တယ်ဝက်ရှမ်းဆေးလဲတောက်တယ်ဆိုတော့ဘိုက်ပေါက်သွားလို့ရှိရင်ကိုယ်ဆေးကြောင်လားသူ့ဆေးကြောင်လားမပြောနိုင်ဘူးနော်အဲ့တော့ immediate or causative factor ဆိုတာဘာမှမသိတော့အဲ့ခါမျိုးကျတော့အဲ့လိုမျိုးတောက်နေမယ်ဆိုရင်တော့မဖြစ်ဘူးကျွန်တော်ဆက်မကူနိုင်တော့ဘူးဒီခါလေးကျတော့မဟုတ်ဘူးတိုင်းရင်းဆေးမှုပဲနဲ့အင်္ဂလိပ်ဆရာဝန်ကို3ယောက်လောက်ပြဆရာနဲ့ပြတယ်ဟိုဆရာမကြီးနဲ့ပြတော့ဟိုလိုပြောတယ်ဆရာဒီဆရာမကြီးကဒါလေးထဲတောက်ရင်ကောင်းတယ်ဆရာဆရာအကြံပေးပါအောင်ဆိုအဲ့လို3ယောက်ပြူးကူရင်တော့3မိနစ်နေဖြစ်ကိုရင်တော့ဘယ်သူကြောင့်ဖြစ်မှလည်းမသိကိုယ်ဆေးလည်းမဟုတ်သူ့ဆေးလည်းတောက်3ယောက်ဆေးတောက်နေရင်တော့ကျွန်တော်လည်းဆက်မကူနိုင်တော့ဘူးညင်းလိုက်လို့ရတယ်နော်ကာလီဖြစ်တဲ့နိုင်ငံခြားသွားမယ်ပြန်လာမယ်ဟိုပဲအိန္ဒိယသွားမယ်ဘန်ကောက်သွားကြုံလို့ပြခဲ့ဆရာဟိုကဒီဆေးတွေထည့်ပေးလိုက်တယ်ဆရာသေးနဲ့ပေါင်းတော့အောင်လားအဲ့လိုဝိဝါဒကွဲနေတော့ဆရာတာဝန်မြင်နိုင်တော့ဘူးဆက်မကူနိုင်တော့ဘူးဒါပြောလို့ရတယ်နော်အဲ့တော့ patient will not pay for his or her bill နော်အဲ့တော့ကြုံပါတယ်နော်အများပြင်းတော့ဘုံကြီးတွေ FOC ပေးတယ်IDP တွေဆို FOC ပေးတယ်ဒါပေမဲ့လူခုကျတော့ IDP ရဲ့အရန်များလူတိုင်းတဝက်လောက်ပဲ IDP ဖြစ်တယ်ဒါကြောင့်မပေးနိုင်တော့မပေးနိုင်တဲ့ခါကျတော့လူနာကိုကြည့်ပြီးတော့ပေးတာပဲဒါပေမဲ့သူကသတင်းကြားတဲ့ခါကျတော့ကျွန်မလည်း IDP ပါပတ်စံလည်းခုမပါဘူးဆရာကြီးဆိုပြန်သွားအောင်ပြန်သွားတယ်အဲ့ဒီခါတော့ဒါနောက်တစ်ခါတော့လာပြန်အောင်3-4ခါလောက်ပေးရမယ့်ပတ်စံမပေးဘူးဆိုတော့ဆက်မလာပါနဲ့တော့အဲ့လိုမှမရှိလို့ရှင်တော့အစိုးရဆေးရုံတွေရှိတယ်အဲ့မှာပဲသွားပြပါကရင်900သွားပါအဲ့လိုလွတ်လိုက်ရနော်ခုပတ်စံမပေးဘဲနဲ့အတင်းလက်ကားပြနေမယ်ဆိုရင်တော့ကိုကညင်းကွင်ရှိတယ်နော်patient is an addict only on seeking drugs တချို့ကကျတော့ဟိုယောဂမရှိဘူးယောဂကိုရှာတာသူက
ဒီ painkiller နဲ့ AC ပဲဘာမှ AC လေးသာရေးပေးပါကျန်တယ်မဟုတ် AC ပဲဝယ်သွားနော်အိမ်မပြောဘူးကြာဒူးနာတယ်ကြာခေါင်းကိုက်တယ်ကြာ AC လေးတော့ပေါင်ရေးပေးနော်ဆိုရင်သူက addict ဖြစ်နေမှသိရင်ကိုကညင်းခွင့်ရှိတယ်နော် patient is abusive harassing or intimidating with physician and staff နော်သူက abuse လုပ်တယ်ဝင်လာတဲ့သူနာပြုတွေကိုဟောက်တယ်ကောင်းကောင်းပြောပါလားရှင်းပြပါလားမင်းဘာထင်နေသလဲနော်တခါတည်းပစ္စည်းကောင်နှိုက်ဖုံးအောင်နှိုက်သွားတယ်နော်အဲ့လိုမျိုး property ကိုနှိုက်သွားတယ်လို့နော် property ကို aggressive ဖြစ်တယ်ဆိုရင်လေဒါကဒီ environment ကိုနှောက်ယှက်ဖြစ်လို့ရှိရင်ခင်ဗျားဒီကိုမလာပါနဲ့တော့စက်မကူနိုင်ပါဘူးလို့ညင်ဝင်ရှိတယ်နော်အဲ့ကို right တွေလည်းကိုသိထားဖို့လိုတာပေါ့နော်ဆရာဝန်ကအဲ့ဒါက breach ပေါ့နော်ဘယ်ခါမှာပြက်ကွက်မှုလို့ခေါ်မလဲဆိုတော့ malpractice က negligence ဆိုခေါ်တယ် definition က acting unreasonably under the circumstances reasonable refers to prudent physician's standard of care unreasonable refers to acting below the standard of care အဲ့တော့ reasonable နဲ့ unreasonable เนาะ standard of care အတိုင်းကုနေလို့ရှိရင်ဒါ negligence မဟုတ်ဘူး standard of care အောက်ရောက်သွားရင် negligence လို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့ standard of care ဆိုတာကဘယ်လိုသတ်မှတ်မလဲပေါ့နော် world standard သတ်မှတ်တဲ့လူက world standard နဲ့ကုရမှာပေါ့လေဒါပေမဲ့ဗမာနိုင်ငံ standard နဲ့ကုတော့ဗမာနိုင်ငံ standard ပေါ့ဗမာနိုင်ငံ standard မှာဒီစေုံကြီးတွေမှာကုတဲ့ standard ကတစ်မျိုးပုဂ္ဂလိကစေုံမှာကုတဲ့ standard ကတစ်မျိုး GP တွေမှာကုတဲ့ standard ကတစ်မျိုးနယ်စေုံမှာကုတဲ့ standard ကတစ်မျိုးလို့ဖြစ်တာပေါ့နော်အဲ့တော့ကိုရှိလာတဲ့အခါမှာကို standard နဲ့ကိုပဲကုလို့ရမှာမွေးငါးစားတာတော့မှလေစိတ်မှာသွားတဲ့အခါကျတော့ဝဲကို9000လောက်ကြာပေါ့နော်ခုံနဲ့ပါနဲ့သီးသန့်အများကြီးလာနော်လမ်းဘေးဆိုင်မှာစားလို့ရှိရင်တော့1000လောက်ပဲကြာမယ်လမ်းဘေးဆိုင်မှာရင်ကောင်လေးတစ်ကောင်တိုင်းလည်းနားမယ်အဲ့တော့အဲ့ဒါကိုသွားပြီးတော့မှရင်ကောင်လာနားလို့တရားဆွဲမယ်လို့လို့မရဘူးလမ်းဘေးစားတာပေါ့နော်ဒါပေမဲ့ဟိုမှာလေစိတ်မှာကောင်းကောင်းယူပြီးတော့9000ယူရင်ကောင်ပါလာရင်တော့ဒါတရားဆွဲမယ်ဓာတ်ပုံရိုက်ပြီးတော့ Facebook တင်မယ်လို့ဖြစ်လာတယ်နော်အဲ့တော့ standard နဲ့ဘယ်လို standard ဆိုရင်တော့ဒါ negligence လို့ခေါ်တယ်ဆိုတော့အဲ့ standard ကတော်လေးပြောရခက်တယ်နော် standard ဘာလဲပေါ့နော်ဒါကြောင့် guideline တို့ SOP တို့လုပ်တယ်ဒါပေမဲ့ guideline SOP တို့ရှိပေမဲ့အဲ့တိုင်းလိုက်နိုင်မှုဆိုတာကလူနာရဲ့ financial status ပေါ်လည်းအများကြီးမူတည်တာပေါ့နော် negligence is essence is that something bad happened that the doctor did it and based on training knowledge and experience the doctor should have known better နော်သူသိစင်းတယ်မသိဘူးလွတ်သွားတယ်လှုပ်လိုက်တယ် damage ရတယ်ဆိုလို့ရှိရင် negligence ကိုခေါ်တယ် negligence is defined as a deviation from the standard of medical care standard of care is defined as medical practice exercised with the same degree of skill used by the physicians in your community under the same or similar circumstances နော်ကိုလိုမျိုး level ရှိတဲ့လူတွေကိုလိုမျိုး circumstances မှာဘယ်လိုလုပ်မလဲအဲ့ဒါထဲအောက်ရောက်သွားရင်တော့မကောင်းဘူးပေါ့နော် demonstrating this is very difficult burden to meet it is only met by expert testimony ဥမာပြလို့ရှိရင် CT head ရိုက်တယ်ပေါ့နော်ခေါင်းကိုက်တဲ့လူပြောတိုင်း CT head ရိုက်ရမလားCT head ကိုလူတိုင်းရိုက်ပြန်ရင်လည်းအကုန်ကြများတယ်မရိုက်မိပြန်တော့လည်းအညူစင်သေးသေးလေးကကိုက်နေခဏနဲ့ပေါက်သွားတဲ့အခါမှာသူ့ကိုသွားပြထားတယ်သူကဆေးလေးပဲပေးထားလို့ခုပေါက်သွားပြီသူ့ကြောင့်ဖြစ်တယ်တရားစွဲမယ်ဆိုတော့ခံရတော့မယ်တော့ရှိတယ်ပေါ့နော်အဲ့လိုမခံအောင်လာမှလူ CT ရိုက်မယ်ဆိုတော့လည်းမဖြစ်သေးဘူးဒါပေမဲ့ predict လုပ်ရလည်းခက်တယ်နော်လူငယ်လူရွယ်လည်းအညူစင်ကပေါက်တယ်မွေးရပါဖြစ်တာဘယ်သူမှမသိနိုင်ဘူးနော်အဲ့တော့အဲ့ဒါဆိုခါဒီ CT ရိုက်တာမတွေ့လို့ရှိရင် MRI တို့ MRV တို့ရတယ်။ neurology စီသွားပြပြီဆိုရင်သူကအကုန်လုံးရိုက်တာသုံးမှုလုံးရိုက်30နဲ့30လောက်ပြုတ်သွားနော်။အဲ့ CT ရိုးရိုက်လို့ရှိရင်တော့3သိန်းလောက်ပြုတ်တယ်။ခါလူနာမေးလဲလူနာမရိုက်နိုင်တော့ပါဘူးပြန်တော့မယ်ဆိုရင်ပြန်သွားတယ်။အဲ့တော့ဒီမှာတော့ကိုယ့်ဘက်ကလုံအောင်လုပ်နိုင်တာဗာလုပ်နိုင်မလဲဆိုတော့ခေါင်းကိုက်တာက90%တော့ကောင်းမှာပါ10%တော့ဖြစ်နိုင်နေလေးရှိတယ်။အဲ့ဒါကိုသိချင်တော့ရိုက်လို့ရမယ်ဘယ်လောက်ကုန်မယ်ရိုက်မလားလူနာမရိုက်တော့ပါဘူးဆိုလဲရေးထားလိုက်ရတယ်နော်။ suggested for the CT head patient not willing due to financial restraint အဲ့လိုရေးထားလိုက်လို့ရှိရင်နောက်တစ်ခါတစ်ခုဖြစ်လာလို့ရှိရင်ကိုယ်အန်ဒီရကိန်းတာပေါ့နော်အဲ့လိုမဟုတ်ပဲ headache ပြီးတော့မှ paracetamol TCA 2 week ဆိုလို့ရှိရင်တခုဂျားထဲမှာဖြစ်သွားရင်ကိုယ်တောင်းဝင်ဖြစ်မှာလည်းရှိရတယ်နော်အဲ့တော့ကိုသိဟာတယ်လေဒါကြောင့် document အရေးကြီးတဲ့ documentation ပေါ့ documentation လုပ်ဖို့လိုတယ် standard of care depends on the consumers cannot refer to the international guidelines health service provided here cannot be compared to that of the NUH at Singapore how about transportation telecommunication ဒီမှာလည်း standard of care ကွာတာပဲเนาะနိုင်ငံခြားမှာဆရာအများပြောလို့ပဲကားစီးလို့ရှိရင်ကပတ်တဲ့ driver နဲ့ရှေ့မနောက်ခုံလည်းပတ်အဲ့လိုမျိုး bus ကားမှာလည်းပတ်ဒီမှာမဟုတ်ဘူး bus ကားစီးလို့ရှိရင်အပေါ်ပိုင်းတော့မလို့တွယ်စီးရเนาะမတက်ထားလို့ရှိရင်စင်ကနေဆိုရင်ကြိုပြီးတော့ထားဂျပန်သွားတော့ကစင်ကနေကြိုထားတော့ spare လာပြီးတော့မဟုတ်ပေါ့ထိုင်မအောင်ကားဘိန်းလေးဘိန်းလုံးရက်တော့မှထားပြီးတော့ဆင်းမှာဟုတ်ဆိုရင်အန်ဒီရရှိတယ်ပြောเนาะအဲ့တော့ချော်လဲသွားလို့ကားရဲလဲလို့ brake ဆောင်းလို့ချော်လဲသွားရင်driver နဲ့ spare ရောလို့မစုံကုမ္ပဏီကရောလို့မစုံဖြစ်မှာဓမ္မမဟုတ်ကြိုထမထားလို့ရှိရင်တွန်းချမှာနော်အဲ့လိုဖြစ်
အဲ့တော့ဒီမှာ center of care ဆိုတာသူ့ရဲ့ community ပေါ်မူတည်တယ်သူ့ရဲ့ culture ပေါ်မူတည်တယ်သူ့ရဲ့ resource ပေါ်မူတည်တယ်အဲ့ဒါအောက် DV ရောက်သွားရင်တော့ center of care negligence လို့ခေါ်တာပေါ့နော်အဲ့တော့ဒီ culture နဲ့ resource တွေအရင်ကြီးတယ်ပေါ့နော်အဲ့တော့ competence ကလိုအပ်တဲ့ competence တွေကိုမှရှိရမယ် patient care ရှိရမယ် medical and clinical knowledge ရှိရမယ် practice based learning ရှိရမယ် interpersonal communication skills ရှိရမယ် professionalism ရှိရမယ် system based practice ရှိရမယ် cultural competence ရှိရမယ်အဲ့ခုနှစ်ခုနဲ့ပြည့်စုံမှကိုယ့်ဘက်ကလုံလောက်တယ်လို့ခေါ်တယ်အဲ့ဒီရှိရတာနဲ့အခြေအနေကမပေးလို့ risk တွေဖြစ်လာတာတော့မတတ်နိုင်ဘူးပေါ့နော်လုံလောက်တဲ့ကိုယ်မှာ competence တော့ damage ဆိုလည်းပြောရခဲ့တယ်နော်သေသွားရင်တော့ဒါရှင်းတာပေါ့နော် morbidity ဆိုလဲဒါနာသွားတယ်လို့ကောက်သွားတယ်ဆိုရှင်းတာ mental trauma ကျတော့ difficult ဖြစ်တာနော်အဲ့အိမ်မပြောလို့လုံးမလုံးနိုင်ဘူးဆိုတော့လည်းပြောရခဲ့တာပေါ့နော်အဲ့ပတ်စံကုန်သွားလို့စိတ်ဆင်းရဲရတယ်ဆိုလည်းပြောရခဲ့တယ်နော်အဲ့ damage ကသူက health မှာကတော့ physical mental emotional psychological လို့သုံးခုပြောတာအောင်နော်အဲ့သုံးခုလုံးကို damage နဲ့ယူမယ်ဆိုတော့အကုန်လုံး damage ပဲဒါတွေကအဝေးလာတယ်ပတ်စံကလည်းကုန်နေပြီနော် speaking roughly to the patient ဒါက negligence ထဲမှာပါမလား not explain enough for the prognosis ဒါ negligence ထဲမှာပါမလားဘယ်လောက် explain လို့မှ enough ဖြစ်တယ်လို့ခေါ်မှာလဲတခြားရှင်းလိုက်တော့လေသူကလိုချင်တာကောက်သွားတာနော်တချို့ကစောက်ကစီရတဲ့ထိရောက်တချို့ကသေတတ်တယ်90ရာခိုင်နှုန်းကောင်းပါဆို90ရာခိုင်နှုန်းကောင်းပါဆိုတော့သူကစိတ်ထဲမရောက်ဘူးသေမယ်နဲ့ကြောက်ကဆေးရမယ်ပဲရောက်ပြီးငိုနောက်ကြောင်ကြီးသွားအောင်နော်ရှင်းပြလိုက်လို့ရှိရင်သူက pick up လုပ်တာက relative pick up တွေဖြစ်ကြတယ်နော်အဲ့ခါမှာတခါလေးမရှင်းတော့ဘဲနဲ့ဆေးလေးတော့ပါကောင်းသွားမှာပါဒါလေးတော့ကြည့်ပါအောင်3လနေပြန်လာခဲ့တော့ပဲပြောလိုက်တာလူနာတဲ့ပူအကျိုးရှိလူနာတဲ့ပူအကျိုးရှိမှာကိုကပြောမှလားအသေးစိတ်ပြောပြီးတော့လူနာစိတ်ညစ်ပြီးတော့မှစက်မကူအောင်ဖြစ်သွားမှာကိုပြောမှလားဒီမှာနည်းနည်းလေးဘေးယူရခဲ့တယ်နော်တခါကျတော့သူပြောလို့မရဘုန်းကြီးပြောဘုန်းကြီးကကုဆိုကုမှာပဲဘုန်းကြီးမကုဆိုမကုဆိုတော့သူမပြောတော့ဘုန်းကြီးပဲပြောလိုက်အဲ့ဒါကို negligence ခေါ်မလားဒီမှာ culture ကအများကြီးအရေးကြီးတာနော်နောက် proximate causation ဆိုတာရှေ့မှာလည်းပြောခဲ့တယ်နော် proximate causation ဆိုတာက causative element which is a natural and continuous sequence unbroken by any intervention event producing injury and without which the injury would not have occurred ကိုကဆေးပေးလိုက်တယ်ကုသမှုပေးလိုက်တယ်အဲဒါကြောင့်ဒါတဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကနေပြီးတော့မှဆေးပေးလိုက်တယ် methotrexate ပေးလိုက်တယ်သူက bone marrow suppression ဖြစ်နိုင်တယ်ဖြစ်နောက် bone marrow suppression တွေကြိုက်လာတယ်ပေါ့ဒါပေမဲ့မေးကြည့်လိုက်တော့သူကရွှေသေးတွေလည်းတောင်းတယ်ဆိုရွှေသေးကြောင့်ဖြစ်တာလားကိုယ်သေးကြောင့်ဖြစ်တာလားဒါပြောလို့မရတော့ဘူးနော်အဲ့တော့ causative ကသူ့ကြောင့်ဖြစ်တယ်ဆိုရဲ direct causation ရှိရမယ်နော်ကိုကနေပြီးလူနာကိုချုပ်ပြီးတော့အိမ်ပြန်လွှတ်လိုက်တယ်လူနာအိမ်ကျတော့ကိုပြောတဲ့အတိုင်းမနေဘူးအလေးပင်နေမှလည်းချုပ်ကပြေးသွားတယ်ဒါကကိုယ့်ရဲ့ချိုးကညံ့လို့ဖြစ်တာလားလူနာကိုပြောစကားနားထောင်လို့ physical exertion လုပ်လို့ချိုးပြုတ်သွားလား causation ကကိုကြောင့်လားသူ့ကြောင့်လားဒါ direct causation ကိုမပေါ်ဘူးပေါ့နော်ပေါ်ဘူးဆိုရင်ဒါညင်းလို့ရတယ်နော် proximate cause ဆိုရှင်ကိုကြောင့်ဖြစ်တယ်နော် causal relationship it must be shown that the injury would not have occurred unless someone was negligent second it must be shown that the dependent fact had exclusively control of the situation and that it must be shown that the patient did not contribute to the negligence လူနာရဲ့အဖြစ်မပါဘူးဒီဆရာဝန်ကဒါကို control တကယ်ရှိတယ်အဲ control ရှိရတာနဲ့မလုပ်ဖြစ်လို့ဒါဒုက္ခရောက်သွားတာပေါ့နော်အဲ့လူနာကအောက်ဆီဂျင်နည်းနေတယ် ICU ထားဖို့လိုတယ်မေးတယ်လူနာက ICU မသွားနိုင်ဘူး။ ICU ကနေပြည့်နေတယ်ကိုကလည်း control လုပ်လို့မရဘူးနော်။ဝက်ထဲမှာထိုင်နေသေးပါတယ်။ဒါကတော့ကို control လုပ်လို့မရဘူးကိုလည်းသိတယ်ပြောတယ် ICU ကလည်းမခံနိုင်ဘူးပြည့်နေတယ်ရှေ့လူထွက်မှရမယ်စောင့်ပါအောင်လို့ညကြဝက်ထဲသေးပါအောင်။ ICU မရောက်လို့သေးပါတယ်ဖြစ်တယ်နော်။လက္ခဏာတွေ့။ဒီမှာ condition ကိုက control မလုပ်နိုင်ဘူးဖြစ်တာပေါ့နော်။ကို control လုပ်နိုင်တာနဲ့မပို့လို့ဖြစ်တာဆိုရင်ကိုကြောင့်ဖြစ်တယ်။အဲ့ဒါနောက်ကြတော့ဘယ်လိုလုပ်မလဲ ICU ကကိုကပို့ရတဲ့နဲ့မသွားတာလားပို့ရတဲ့နဲ့ဟိုကမယူတာလားကိုကမပို့တာလားတော့အဲ documentation ဆိုတာနော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုယ့်ရဲ့စဉ်းစားပုံအများနဲ့ documentation လုပ်ထားမယ်လုပ်ထားလို့ရှိရင်ဒါကသူ့ကြောင်းရောပါလားကိုယ်ကြောင်းရောပါလားသူများတတိယကြောင်းရောပါလားဆိုတာကပေါ်လွင်လာမှာပေါ့နော်ခုနကပြော cultural competency ကိုအရေးကြီးတယ် a set of congruent behaviors attitudes and policies that come together in a system agency or among professionals and enable that system agency or those professionals to work efficiently in cross-cultural situation နော်အဲ့တော့ cultural competency လို့ရတယ် capacity to respond to the needs of the population whose cultures are different from what might be called dominant or mainstream နော်ကာလီစေးဝင်လာတယ်စေးသွင်းရမယ်ပြောတယ်လူနာဖုန်ကြီးကပါလာပြန်ခေါ်သွားအောင်မယ်လှုပ်တင်နိုင်လှုပ်ပြီးပြန်လာခဲ့ပါမယ်ဆိုတော့သူလှုပ်တင်တာဆိုတော့နပွဲပေးဦးမယ်
ဟိုဗီဒီမေဦးမယ်ဘယ်နေ့စင်းတဲ့ကောင်မအဲ့ပြီးတော့ပြန်လာနော်ဒီကာရှာရှိတဲ့အခါကျကိုကစင်းကျင်တယ်ဆိုတာလည်းမရဘူးပြေးစင်းလိုက်ရတယ်ပြီးပြန်လာခြင်းတယ်ဆိုတော့လက်ခံလိုက်ရတာပဲနော်ပြီးတော့မှသူလိုရတဲ့ treatment ကိုဆက်ပြနည်းနည်းနောက်ကျတော့ကြောက်က creatine စီးစိတ်တွေနှစ်ဆလောက်တက်သွားတဲ့အခါရှိတယ်နော်သူအနေနဲ့ကြမှာရောက်ချင်းသွင်းလိုက်ရင်ကောင်းသွားမှာ哦တစ်ပတ်နောက်ကျရင်မှပြန်လာတော့ renal failure permanent ဖြစ်သွားတယ်လေရှိဒါပေမဲ့ဒီကာရှာကလိုပဲရှိနေလိုပဲလက်ခံပြီးတော့ကိုကသွားပြီးတော့စူလို့ဟောက်လို့လည်းမရဘူးပေါ့နော် cultural competency ရှိရ cultural competency က ongoing process of actively developing and practicing appropriate relevant and sensitive strategies and skills in the interacting with culturally different people တယောက်နဲ့ကြောင်မတူဘူးเนาะဂျေဟူဗာတွေကတွေ့မသွင်းယူသွင်းလို့မရသူသားနဲ့အမေနဲ့သားမိုင်နာဖြစ်နေတော့မိုင်နာဆိုရင်သွင်းလို့ရတယ်ဒါတွေက cultural ဒီ barrier တွေကြားထဲမှာအဆင်ပြေအောင်တွန်းထန်ဖို့ cultural competency လို့တယ် respond appropriately to the needs of the population those cultures are different from what might be the dominant or mainstream culture အဲ့တော့ကြံကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့လုပ်သမျှတွေက every act has risk and benefit ပဲเนาะrisk ရတိုင်းတော့ negligence ဆိုပြောလို့မရဘူးအဲ့ risk ကကိုယ့်ရဲ့မကျွမ်းကျင်မှုကြောင့်ဖြစ်တာလားသူများလုပ်တဲ့နေရာမှာသူများလုပ်လောက်ကိုမလုပ်လို့ဖြစ်တာလားပေါ့ဒါလည်းမဟုတ်ဘူး benefit ရအောင်လုပ်တဲ့ခါမှာ risk ကလည်းတွဲတော့တွဲနေမှာပဲအဲ့ဒီခါမှာ beneficence was labeled when risk is less than benefit ပေါ့နော်ဒီမှာကြည့်လိုက်လို့ရှိရင်အဲ့ဒီကိုဂျားမှာ risk and benefit ကိုဂျားမှာထည့်စဉ်းစားမှာကာချာရဲ့ available resources နော်အဲ့ဒီလိုရတဲ့နေရာမှာ benefit ကနည်းပြီးတော့ risk ကများနေ negligence ဆိုတာလေးကပြဿနာပေါ်လာနေတာပေါ့နော်ethics နဲ့ law နဲ့ကြည့်လို့ရှိရင်မှတ်ကြည့်ရင်တော့ဘယ်ဟာပုံမြင့်လဲဆိုရင် law ကပုံမြင့်တယ်လို့ပြောနေတာပေါ့နော်အဲ့တော့ for day to day practice law is above the ethics ပေါ့နော် for long term practice ethics is above the law some traditional laws may not be up to the power of the today ethics and human rights if the law lags behind the ethical evolution it is practitioners duty to change the law နော်ဥပမာAfrica မှာရှိတယ်မိန်းမတွေ female circumcision ဆိုဖြတ်ရမယ်ဒါပေမဲ့မိန်းမတွေမှာနာလဲနာတယ်အန်ဒီရယ်လည်းရှိတယ်ဒါဥပဒေရသူကာရှာရလုပ်နေဆိုမယ်အဲ့ဒါကိုတိုက်ဖြတ်ဖို့ကျမကြီးရှုံးအောင်ကြည့်ပြီးတော့မှပညာပေးဖို့က health professional တောင်းဖြစ်တာပေါ့နော် abortion လုပ်လို့မရဘူးလုပ်လို့ရတယ်လုပ်လို့မရဘူးဆိုတော့မလုပ်တော့အမေအသက်အန္တရာယ်ရှိတယ်ဖြစ်သွားလို့ရှိရင်ဒါ abortion လုပ်ဖို့ medical background နဲ့လုပ်ဖို့ခွင့်ပေးဖို့ဆိုပြီးတော့တောင်းဆိုဖို့က medical professional ရှိတယ်အဲ့တော့ law တိုင်း ethics ကိုမကြည့်ဘဲလိုက်နာမှာမဟုတ်ဘူး law တိုင်းလိုက်နာရမယ်ဒါပေမဲ့ ethics ကမညီဘူးအဲ့လိုက ethics နဲ့မညီဘူးဆိုရင် ethics နဲ့ညီအောင်ပြင်ဖို့ဆောင်ဝင်နေမှာတာဝန်ရှိတယ်နော်ဒါပေမဲ့ law မပြင်မချင်းတော့အဲ့ law တိုင်းလိုက်နာမယ် law ပြင်အောင်လုပ်ပေးဖို့တာဝန်ရှိတယ် law ကမြင့်သွားပြီဆိုတော့ ethics နဲ့ညီသွားပြီဆိုရင် ethics နဲ့ law conflict မရှိတော့ဘူးပေါ့နော်အဲ့တော့ law က throwing the garbage will be fined 10,000 mmK ဆိုရင်ဒါ law ပေါ့နော် ethics ကမင်းတို့ဆိုတော့ will not through the garbage to maintain environment နော်အဲ့တော့မပြုတ်သူတို့ဖြစ်နော်အဲ့တော့ तू က1000ပေးရမှာဆိုလို့မပြည့်ဘူးဆိုတာလောကိုလိုက်နာတာမဟုတ်ဘူး environment ကိုထိခိုက်မှာဆိုလို့ကိုကမပြည့်ဘူးဆိုတာက ethics ကိုချင်းတရားနဲ့လုပ်တင်တာကိုလုပ်တာအဲ့လိုမဟုတ်ဘူးဆိုတော့သူများပြစ်ထားတဲ့အမိုက်ကိုတောင်ကောက်ပြီးတော့ထည့်မယ်သူများတွေကိုလည်းပညာပေးမယ်ဒါအမိုက်မပြစ်သင့်ပါဘူးအန်ဒီရကျမကြီးနဲ့အန်ဒီရရှိတယ်ဆိုပြီးတော့ပြောတယ်ပတ်ဝန်းကျင်လည်းဆက်ဆောင်တယ်လုပ်ဖို့ကံမဲ့တို့ဆက်ဆောင်တယ်ဆိုရင်အဲ professional ဆိုရင်ဖြစ်သွားတယ်အဲ့တော့ law ရဲ့ ethics ရဲ့ professionalism ပဲအဲ့လိုသွားတယ်အားလုံးပဲ thank you ပါလိုအပ်တဲ့ပညာတွေလည်းရမယ်လို့မျှော်လင့်ပါတယ်